ဒါကတော့ကျွန်တော်တို့ညနေအတွက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်ကနေစကြည့်မလဲဆိုရင်ကျွန်တော်ကီးရနေပြီးတော့စပြီးကြည့်ကြမယ်ပေါ့နော်ကီးပိုင်းကနေစကြည့်ကြမယ်ကီးပိုင်းကကျွန်တော်3 3ညာပေါ့နော်ဒီ3 3ညာပေါင်းခြင်းက4ရတယ်နော်4ရတယ်အဲ့တော့ကျွန်တော်ဒီမှာ4 2 9ပေါ့နော်4 2 9ဆိုပြီးတော့ဒီမှာရေးမယ်ပေါ့နော်နောက်တစ်ခုကဟိုကောင်းနေပဲမြင်းနေပဲတွားလိုက်တာကောင်းပါတယ်နော်4 2 9ကီးရတယ်နောက်ဒီမှာဆိုရင်လည်း1 3 3ညာဆိုတော့ဒါဒီလဲအဲ့တော့နောက်ဒီမှာဆိုရင်လည်း4 2 9ပေါ့နော်4 2 9ဆိုရအဲ့တော့ဟိုဘက်မှာလည်း4 2 9ဒီဘက်မှာလည်း4 2 9ဆိုတော့သူကဒီဘွဲကမှ4တလုံးသူပေးတယ်ပေါ့နော်ဒီမှာ4ဒီမှာ4ပေါ့နော်ဒီတလုံးပေးတယ်ပေါ့နောက်ဒီမှာဆိုရင်1 1 4ပေါ့နော်1 1 4ပေါင်းခြင်းကသူ6ရတယ်နော်6 9 1ပေါ့နော်6 9 1ဆိုတော့ဒီမှာကျွန်တော်တို့9ဆိုတော့တလုံးပေးတယ်ပေါ့နော်နောက်ဒီမှာရောကျွန်တော်တို့2 3 4ပေါ့နော်2ရဲ့3ရဲ့4ရဲ့ပေါင်းတယ်ဒါဒီလဲသူက9 6 4ဆိုတော့သူ9တလုံးပေးတယ်ပေါ့နော်ဟိုမှာ9ဒီဘက်မှာ9ဆိုတော့9တလုံးသူပေးတယ်ပေါ့နော်နောက်ကျွန်တော်ဒီမှာ2 4 9ပေါ့နော်2 4 9ယူအောင်2 4ပေါင်းခြင်း6 9နဲ့ပေါင်းတော့6 9ပေါင်းခြင်း5 5 3 3ညာပေါ့နော်5 3 3ညာဆိုတော့ဒီမှာပါဝါဆိုတော့လေ3ညာ5ပေးတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာရောကျွန်တော်တို့5 1 9ပေါ့နော်5 1 9ပေါင်းတော့လေသူက5ပဲရတယ်5 3 3ညာပဲရအဲ့တော့5 3 3ညာ5 3 3ညာတူတယ်ပါဝါဖြစ်တဲ့အတွက်ကြောင့်3ညာ5ဆိုပြီးတော့အပြီးပေးရပေါ့နော်3ညာကိုပဲယူ5ကိုပဲယူရတယ်အပြီးခွေလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ဒီမှာဆိုရင်5 8 3ညာနော်5 8 3ညာ5 8 3ညာပေါင်းခြင်းက3ရတယ်3 5 8ဆိုတာရတယ်3 5 8ထဲကကျွန်တော်တို့3ပေးတာပေါ့နော်ဒီမှာဆို3ပေးတယ်နောက်ဒီမှာရောကျွန်တော်တို့ sorry ဒီမှာ6 4ပေါ့နော်6 4နဲ့ဒီက3ညာနဲ့ပေါင်းဒါဒီလဲသူက3 5 8ဆိုတော့ဟိုဘက်မှာလည်း3 5 8ဒီဘက်မှာလည်း3 5 8တူတယ်ပေါ့နော်အဲ့တော့3တလုံးပဲသူပေးတယ်ပေါ့အပေါ်ဆုံးက4 2 9လို့ပေါ့နော်နောက်တစ်ခုဒီမှာဆိုရင်9 4 1ပေါ့နော်9 4 1ပေါင်းခြင်းက4ရတယ်နော်4 2 9ဆိုတာရတယ်4 2 9ဒီမှာလဲသူကတခါ4 2 9ပဲဖြစ်တယ်ပေါ့နော်4 5 8 1ပေါင်းခြင်းလဲ4 2 9ပဲဖြစ်တယ်အဲ့တော့4တလုံးပေးတယ်နော်4တလုံးပေးတယ်တခါဒီမှာဆိုရင်5 1 3ပေါ့နော်5 1 3ပေါင်းခြင်းက9ရတယ်နော်9 6 4ဆိုတာရတယ်9 6 4ရဲ့ကသူ6ပေးတယ်နော်6ပေးတယ်နောက်ဒီမှာဆိုရင်လည်း9ပဲရတယ်နော်အဲ့တော့9 6 4တဲ့က6ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒါဆိုညနေအတွက်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာ266ပေါ့နော်266ပေါင်းခြင်း66ပေါင်းခြင်းကကျွန်တော်2 2နဲ့2နဲ့ပေါင်း4ဆိုတော့4 2 9ဆိုတဲ့ကီးပဲရတယ်ဒီမှာကျွန်တော်ကြည့်ပြန်တော့လေသူက2 1ပေါင်းခြင်း3 3နဲ့6နဲ့ပေါင်းတော့9 9 6 4ဆိုတာရတယ်နော်အဲ့တော့ဒီမှာဆိုရင်ကီးက4 2 9နဲ့9 6 4ပေါ့နော်9 6 4ဆိုတာတွေ့ရပါတယ်အဲ့တော့အပြီးပဲပေးမလားတော့ဒါမှမဟုတ်လို့ရှိရင်ဒီမှာတူတဲ့ပုံတူတာပါရှိလဲဆိုရင်ဒီမှာကျွန်တော်ပုံတူတာ4တူတယ်ပေါ့နော်9တူတယ်ပေါ့နိုင်4 9တူတာကိုမထွက်ဘဲနဲ့ကျွန်တော်တို့2 6ပဲထွက်သွားမလားပေါ့နော်အဲ့လိုရှိတယ်အဲ့တော့4 2 9ဆိုတဲ့ကီးရယ်9 6 4ဆိုတဲ့ကီးရှိပါတယ်ပုံတူတာတော့9နဲ့4နဲ့ပုံတူတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ break ပိုင်းတွေကိုတွားကြမှာနော် break ပိုင်းကကြတော့တောက်ကြနေကနှစ် side တူတဲ့ break တွေကဒီနေ့မှတော့မတူဘူးဖြစ်သွားတယ်ဟောအပင်ရှည်တဲ့ဟာကိုကျွန်တော်ဖြုတ်ချထားခဲ့မယ်ပေါ့နော်အပင်ရှည်တဲ့ break နှလုံးကိုဖြုတ်ချထားခဲ့မယ်အဲ့တော့အပင်တူသေးတဲ့ကောင်ကိုတစ်ချက်ပြန်ပြီးတော့ပြမယ်ပေါ့နော်ပင်တူတဲ့ကောင်ချက်ပြန်ပြမယ်ဆိုရင်အဲ့ဒီကောင်ဘာလဲဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်အဲ့တော့
အဲ့နေကကျွန်တော်တို့အပင်တို့တဲ့ကောင်ဘယ်ကနေစရလဲဆိုရင်ဒီနှစ်တရဲ့အထက်ကတစ်3ပေါ့နော်အဲ့တစ်3ကနေစတစ်3ပေါင်းခြင်းက4ရတယ်နော်4နေ9ဆိုတဲ့အထက်က BK ပေါ့နော်ဒါကတော့ BK တွေကကျွန်တော်တို့ဒီ6 break ပေါ့နော်ဒီမှာပေးတယ်တပွဲပေးတယ်နော်အဲ့တပွဲပေးတယ်ဒီကကြတော့ဒီမှာ358နော်358 break ရ358ဆိုတော့ break ရပါအဲ့ထဲကကျွန်တော်တို့5 break ပေးတယ်ပေါ့နော်နောက်တစ်ခုကဒီမှာဆိုရင်6 break ပေးတယ်နော်964ဆိုတော့ break ထဲက4ပေးတယ်ပေါ့နော်နောက်တစ်ခုကဒီမှာဆိုရင်ခွန်3ည2ပေါ့နော်98ပေါင်းရင်ခွန်3ည2ဆိုတယ်ရှိတယ်အဲ့ထဲကနေကျွန်တော်တို့34ဆိုခွန်ပေးတယ်ပေါ့နော်34ဆိုခွန်ပေးတယ်နောက်တစ်ခုဒီမှာဆိုရင်54ပေါင်းခြင်းက9ရတယ်နော်964ဆိုရ964တဲ့9 break ပေးတယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာ1ပေါင်းခြင်းက3ရတယ်နော်358ဆိုတဲ့ break ရှိတယ်ပေါ့နော်အဲ့တော့သူကတပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲဒီမှာ9 break ပေးတယ်ပေါ့နော်ဒီမှာ5 break ပေးတယ်ဒီမှာ4 break ပေးတယ်နောက်ပြီးတော့ con break ပေးတယ်ပြီးတော့9 break ပေးသွားတယ်ပေါ့နော်အဲ့လိုမျိုးပေးထားတယ်အဲ့တော့358ဆိုတဲ့ break ညနေအတွက်ရှိတယ်ပေါ့နော်ရှိတဲ့ထဲမှာဘာတွေရှိလဲဆိုတော့358ဆိုတဲ့ break ပေါ့နော်ဒီ break 358 break ဒီကောင်တော့ date ကြားတဲ့ break ပေါ့နော်အဲ့တော့နောက်တစ်ခု358 break ဟုတ်ပြီ358 break မှာနောက်တစ်ခုကျွန်တော်ကြည့်မယ် break ဘိုင်းတွေကိုကျွန်တော်လိုက်ကြည့်တဲ့အခါမှာဒီမှာတော့ရှုပ်တယ်เนาะကျွန်တော်358 break ကိုမှတ်လာခဲ့မှာပေါ့နော်358ဆိုတဲ့ break ကိုမှတ်လာခဲ့မှာပေါ့နော်ကဲဟုတ်ပြီဒါဖြတ်လိုက်ပြီးတဲ့နောက်မှာကျွန်တော်နောက်ထပ်ကျွန်တော် break လမ်းကြောပဲပေါ့နော် break လမ်းကြောပဲကြည့်မယ်အဲဒီကောင်ကျတော့အနေနဲ့ဘယ်လိုမျိုးသွားမလဲဆိုရင်4ရေ303ရေပေါင်းရင်ခွန်เนาะအဲ့ဒါတော့ခွန်3ညနှစ် break လို့ရေးလိုက်မယ်ပေါ့နော်ခွန်3ညနှစ် PK ပေါ့နော် PK လို့ရေးလိုက်မယ်အဲ့ခွန်3ညနှစ် PK ဖြစ်ဖို့အတွက်ဆိုရင်ねသူကဒီ9ရေဒီ3ည9ရေပေါင်းတာ3လုံးပေါင်းခြင်းကဒီထဲက3ညဖြစ်တာပေါ့နော်ဒီ3လုံးပေါင်းခြင်း3ညဖြစ်သွားဒါဆိုရင်8ရေ3ည9ရေပေါင်းတာเนาะ8 3ညကပေါင်းခြင်း3 358ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ9 13เนาะ913မောင်းရင်ကျွန်တော်3ဖြစ်တာပေါ့နော်ဒီ3ဖြစ်တာပေါ့ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်မှ4ရေ35ရေပေါင်းဒီ35ပေါင်းရင်2နှစ်ခါ4နှစ်ပါပါခွန်2 4ခွန်ဖြစ်2 4ခွန်ဖြစ်ဖို့အတွက်ဆိုဒီမှာ9ရေဒီက3 4ရေပေါ့နော်ဒါဆိုတော့ကျွန်တော်2ဖြစ်တယ်ပေါ့နော်2ဖြစ်တယ်ပြီးတော့နောက်ထပ်ကျွန်တော်ဒီမှာထပ်ကြည့်1ရေ3 4ရေပေါင်း1 3 4ပေါင်းခြင်းကလည်းသူက8ရတယ်8 1 3ပေါ့နော်8 1 3ရတဲ့ခါကျတော့ဒီမှာ2ဒီမှာ6 3ပေါ့နော်ဒါဆိုတော့ဒီထက်က1เนาะအဲ့လိုမျိုးသူ4ပွဲပေးထားတယ်4ပွဲပေးထားတယ်ဒါဆိုတော့ကျွန်တော်ဒီမှာဆို6 4 3ပေါ့နော်6 4 3ပေါင်းခြင်းရ3 358ဖြစ်ရမယ်เนาะ358ဖြစ်ရမယ်ဆိုဒီမှာကကျွန်တော်2ရှိတယ်เนาะအဲ့မှာ2ရှိတယ်ဒီကအကောင်နဲ့ပေါင်းရင်ရ358ဖြစ်အောင်လို့ဘာ break တွေရှိလဲဆိုရင်ဒီမှာအထူးခြားမှုရှိတယ်သူကဒီရှေ့ကနက်ကလုံးတွေပဲထိတာเนาะနောက်က အလုံးမထိဘူးကျွန်တော်ဒီမှာဆိုရင်3ညဒီမှာဆိုရင်3ဒီမှာဆို2ဒီမှာဆို1เนาะဒါတော့ထူးခြားမှုတစ်ခုပေါ့เนาะအဲ့တော့358ဖြစ်အောင်ကျွန်တော်တို့ဘာတွေထည့်မလဲပေါ့เนาะကဲဟုတ်ပြီ2ရှိတယ်3ဖြစ်ချင်တယ်1 break 5ဖြစ်အောင်3 break 10ဖြစ်အောင်ဆိုရင်6 break ပေါ့နော်6 beat ရှိအဲ့တော့1 3 6 break ခုနကတော့3 5 8 break เนาะအဲ့ break တစ်ခုကိုဒီမှာရတဲ့ break က1 3 6 break 1 3 6 break ပြီးတော့ခုနကတော့3 5 8 break ဟုတ်ပြီအဲ့တော့ဘာတူလဲဆိုရင်3 break 3 break တူတယ်ပေါ့နော်အဲ့တော့ဒီ break နှလုံးမှာ3 break ထူညီမှုရှိတယ်ပေါ့နော်1 3 6ရဲ့3 5 8ကဲဟုတ်ပြီအဲ့တော့နောက်ထပ်ကျွန်တော်တို့ break တစ်ခုထပ်ကြည့်မယ်ပေါ့နော်အဲ့တော့ break တွေရွယ်ပြတဲ့သဘောဖြစ်နေ break တစ်ခုထပ်ကြည့်မယ်
ဒီမှာကကျွန်တော်တို့ဒီ2ရယ်4 9ရယ်ပေါ့နော်2 4 9ပေါင်းခြင်းကဒါက9ရတယ်နော်9 3 3ည9ပရိတ်ရတယ်6 9ပေါင်းခြင်းက9 3 3ညပရိတ်ဆိုအဲ့ဒီကနေပြီးဒီမှာ9ပရိတ်ပေးတယ်နော်နောက်ဒီမှာဆိုရင်လေ4 9 9 3ညပဲနော်ဆိုတော့4 9ပရိတ်ဆိုအဲ့ဒီကသူ4ပရိတ်ပေးတယ်နော်4ပရိတ်ပေးတယ်နောက်တစ်ခုဒီမှာဆိုရင်9 3ည1ပေါင်းတယ်ဒါဒီ3ညခွန်5ပရိတ်ရတယ်အဲ့တော့ခွန်ပရိတ်ပေးတယ်နော်နောက်ဒီမှာဆိုရင်9 5 3နော်5 3ပေါင်း9 9 6 4ပရိတ်9 6 4ပရိတ်မှာ9ပရိတ်ပေးအဲ့တော့ဒီမှာလည်းထူးခြားမှုကတော့နက်ခတ်အလုံးတွေပဲပေးတာများတယ်ပေါ့နော်ကဲဟုတ်ပြီညနေတွေကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာ1ရတယ်နော်1 8 6ပရိတ်1 8 6ပရိတ်ရတယ်1 8 6ပရိတ်ရတယ်အဲ့တော့သူကထူးခြားမှုနက်ခတ်အလုံးတွေပဲပေးတာများတယ်ကျွန်တော်ရတဲ့ break တွေကိုပြန်ဆင်ကြည့်မယ်ဆိုရင်ဒီပွဲတွေကတော့186 break ရတယ်နော်ပြန်ဆင်ကြည့်မယ်ဆိုလို့ရှိရင်186 break ရှိတယ်ပြီးတော့358 break ရှိတယ်နော်358 break ရှိတယ်358 break ရှိတယ်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဘာ break ရှိလဲဆိုရင်136 break ရှိတယ်နော်136 break ရှိတယ်ဒီမှာတော့ခုနကတော့တူညီမှုရှိတာကbreak ကဒီကောင်းတဲ့ break တွေကနှလုံးထပ်ပြီးဖြစ်နေတာပေါ့နော်ဒီမှာဆိုရင်1 break 2ခါထပ်တယ်3 break ဆိုလည်းဒီမှာ2ခါထပ်တယ်10 break ဆိုလည်း2ခါထပ်တယ်6 break ဆိုရင်လည်း2ခါထပ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ကဲအဲ့တော့ခဏလေးတွေတွက်ကြည့်ကြအဲ့တော့ဒီမှာကကျွန်တော်ကဒီတူညီတဲ့ဒီနှစ်ခုတည်းကနော်ကီးထဲမှာတူညီတာက4နဲ့ကျွန်တော်တို့9ပေါ့နော်4နဲ့9ဒီမှာနှလုံးစီထပ်နေတယ် break 1 break 3 break 6 break 10 break ဒါတွေကနှလုံးစီထပ်နေတာပေါ့နော်ဆိုတော့အဲ့ကောင်နေနဲ့ break လောက်ကြည့်တဲ့အခါမှာ4ကို break လောက်1368 break လုပ်မယ်ဆိုရင်4ခွန်4 9 4နှစ်4 4ဆိုတာရမယ်နော်ပြီးတော့ကျွန်တော်9ကို break လုပ်မယ်ဆို9နှစ်9 4 9ခွန်9 9ဆိုတာဒါတွေရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီထဲကနေမှအပေါ်အောက်ပေါ်ကျွန်တော်ညီတာက9 4 4 9ညီတယ်ပေါ့နော်3 break 9 4 4 9တူညီမှုရှိတယ်ပေါ့နော်အဲ့တော့အဲ့ထဲကနေမှကျွန်တော်တို့9 4 4 9ရွေးတင်တယ်ပေါ့နော်ဒီထဲက9 4 4 9ကတော့ရွေးတင်တယ်ပေါ့နော်9 4 4 9ရဲ့ပြီးတော့ကြတော့ကျွန်တော်တို့အပူအနေနဲ့ဆိုရင်ကျွန်တော်4 4ပေါ့နော်အပူအနေနဲ့ဆိုရင်4 4ရွေးတင်တယ်ပေါ့နော်4 4ရွေးတင်တယ်9 4 4 9ရဲ့4 4ရဲ့ပေါ့ဟုတ်9နှစ်9ရယ်ပေါ့နော်2 9 9နှစ်2 9ရယ်ပေါ့နော်2 9ရယ်ပြီးတော့2 4ရယ်ရွေးတင်ပါတယ်နော်2 4ရယ်ဒါကြီးရွေးတင်တယ်ပေါ့ကဲအားလုံးပဲဒီ4ခွက်ပေါ့နော်ဒီ8ခွက်အပေါ်ကနေ9နဲ့4နဲ့ပုံထူတယ်အဲ့ဒါအောင်မှကျွန်တော် break 8လုံးလောက်ထားတယ်ပေါ့နော်အဲ့ထဲကနေမှကျွန်တော်ဒီလွဲကိုရွေးပါတယ်